Hello မင်္ဂလာပါဒီနေ့တော့ hotel ရဲ့အခြေအနေလေးကိုတစ်ချက်လောက်ကျွန်တော် show ကြည့်အောင်เนาะဒီနေ့ကတော့ Sunday နေ့ဖြစ်ပါတယ် Sunday နေ့ဖြစ်တဲ့အတွက်ကြောင့်လူတော်တော်များပါတယ်ဒီနေ့ကတော့ဒီနေရာကတော့နိုင်ငံပေါင်းစုံကလာတဲ့ဖြစ်တဲ့အတွက်ကြောင့်လူတော်တော်များပါတယ် Sunday လေးဖြစ်ဒီမှာ reception တန်းစီနေတာဒီမှာသူ check in လုပ်တဲ့လူတွေရော check out လုပ်တဲ့လူတွေရောဒီမှာတန်းစီနေတာဖြစ်ပါတယ်ဒီဘက်ကတော့အပြင်ထဲပေါ့နော်ဟိုတယ်ရဲ့အပြင်ထဲရေကူးကန်ရှိပါတယ်ကမ်းခြေရှိပါတယ်ဆိုတော့ဒီဟိုတယ်ကအဆုံလုပ်ပေးထားတာဆိုတော့ restaurant မျိုးစုံရှိတယ်အီတလီရှိတယ်အေရှားခုလေးတစ်ခါတလေလုပ်ပေးတယ် buffet ရှိတယ်အဆုံရှိတာပေါ့နော်24နာရီ24နာရီမျိုးစုံနဲ့သူတို့လုပ်ပေးထားတယ်ညနေရောက်လို့ရှိရင်လည်းသူတို့ဖြောဖြီးပွဲလေးတွေလုပ်ပေးထားတယ်ပေါ့နော်ဆိုတော့ဘေးမှာဒီဟိုတယ်ကနေအပင်သွားဆံမလို့ပဲဒီဟိုတယ်တွေကနေပဲအကုန်လုံးအပီးအစီမျိုးစုံစားအတောက်ကစားပြီးတော့မှလိုရေကူးကိုင်းကန်းချေဖြောဖြီးပွဲအစုံလို့လုပ်ပေးထားစီစဉ်ပေးထားတာဖြစ်ဖို့အဲကြောင့်ဒီနေရာကတော့မိသားစုတွေ vacation သွားလို့တကယ်အဆင်ပြေပြီးမိသားစုများတဲ့လူတွေကငါဆရာမလိုပဲဒီမှာအဆုံရှိတဲ့အတွက်မှမကောင်းနေရ